ဟုတ်ကဲ့မင်္ဂလာပါရှင်တိုင်းတိုင်းညူမိသားစုအားလုံးမင်္ဂလာညချမ်းပါရှင်ဒီနေ့မှာကျမကကိုမိုးရဲ့ကိုငွေကိုပြပြပါမယ်ရှင်အနေငယ်လေးရှင်းပြပေးပါမယ်ကျမတို့ဒီကိုမုန်းကိုဝင်လာအခါမဲ့တင်နဲ့ဝင်လာတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘာလိုအပ်တယ်ဆိုတော့မိတ်ဆွေတို့ကမေးကောင်းမေးနိုင်မယ်နာမည်ရဖုန်းနံပါတ်လေးရပုံလေးရပါရှင်ဘာဖြစ်လို့နာမည်တောင်းတာလဲစရင်သွင်းဖို့အတွက်ဘာဖြစ်လို့ဖုန်းနံပါတ်တောင်းဖို့အတွက်ခု line ပေါ်မတဲတဲ့ခါကြလို့ရှိရင်ဖုန်းဆက်ပြီးမေးလို့ရတယ်ပုံကဘာဖြစ်လို့လောက်တာလဲဆိုကျမတို့ရေစီးပွားရေးလုံးမခါကြရင်အချက်လက်လေးလိုပါတယ်ရှင်အားလာကြောက်လို့ပါအဲ့လိုဖုန်းရလို့ရှိရင်ပတ်စံမပေးရဘူးနော်အကုန်လုံးအခမဲ့ကြီးပဲအားဆုံးရင်ကျမပြပါမယ်ရှင်ကျမတို့ဒီကိုမွန်းဝင်လာပြီးတယ်လီဂရမ်မှာညစဉ်ညတိုင်းတယ်လီဂရမ်မှာအသေးစိတ်ရှင်းပြပေးပါတယ်ဝေရလေးလာပြီးဟုတ်ပြီကိုမွန်းပလက်ဖောင်းမှာဆိုရင်ကျမတို့ဒီကိုတိုင်းပစ္စည်းသုံးမရတယ်နော်ပတ်စံတစ်ချက်သုံးရင်တမှတ်ကျမတို့ဒီတခြားနေရာမှာဝယ်ရင်ဘာရဘူးလဲဘာမှမရဘူးเนาะဒီကိုမွန်းကဆိုရင်ပတ်စံ900ဘတ်နဲ့စားလိုက်တာနဲ့ရာထူးလေးရမယ်ကိုယ့်တဝငွေလည်းပြင်ရပါတယ်ရှင်ဟုတ်ကဲ့ပါကျမတို့ဒီပဲစီးပိုင်းပဲလဲလို့ကျမတို့ကိုတိုင်း30မှကိုတိုင်းဝင်ပြင်ရတာနော်ကျမတို့ကိုတိုင်းကိုမုန်းရဲ့ကိုတိုင်း30ပြီးဒီပစ္စည်းရကောင်းရဲ့လားကိုတိုင်းမ30ပဲနဲ့ဒီပစ္စည်းရကောင်းရဲ့လားမသိနိုင်ဘူးနော်ကိုတိုင်းပဲ30ရပါတယ်ရှင်ဒီကိုမိုးစနစ်မှာဆိုရင်ရှေးအဝေး၄မျိုးလေးစားလို့ခေါ်ပါတယ်ရှင်၄ခုရှိပါတယ် brown silver ကို platinum ပဲဖြစ်ပါတယ်ရှင် brown ဆိုလို့ရှိရင်ဒီမှာဆိုရင်ကိုမိုးမှာဆိုလို့ရှိရင်ပတ်စံတစ်ချက်3ရင်တမှတ်1 pp 1 bat ဆိုတာပါပတ်စံတစ်ချက်3ရင်တမှတ်ရတယ်လို့ဆိုလိုပါတော့ဒီစနစ်မှာဆိုရင်ဘယ်စနစ်မျိုးမှမရှိတဲ့ဝင်အပိုင်းပဲဖြစ်ပါတယ်ရှင်ကျမတို့ဒီဟုတ်ပြီဘလောက်ရှယ်ဝင်စမယ်ဆိုရင်ဘလောက်နဲ့စရမှာလဲဆို900 pp 900ပိုင်းနဲ့စလိုက်တာနဲ့ဘလောက်ဖြစ်ပါပြီနံပါတ်2ကတော့ဆေးပါရာသူအဆိုရင်ကျမတို့9000 pp 9000ပဲနဲ့စလိုက်တာနဲ့ဆေးပါဖြစ်ပါပြီနံပါတ်3ကတော့ကိုဆိုလို့ရှိရင်1000 pp 1000ပဲနဲ့စလိုက်တာနဲ့ကိုဖြစ်ပါပြီနံပါတ်4ကတော့ platinum ဆိုရင်2000ခွက် pp 2000ခွက်ပဲနဲ့စလိုက်တာနဲ့ platinum ဖြစ်ပါပြီရှင်ဒီထက်မှာဘလောက်နဲ့စတင်ပြီးငါဘလောက်ကြီးစူးစမ်းမလဲကျမတို့ဒီ PC 900ချက်လာ1000ဝယ်တော့တခြားနေမှာဝယ်တော့ဘာရလဲပေါင်ချပေးရတယ်ဒီကိုမမဆိုရင် PC 900ချက်လာ1000လောက်ဝယ်တော့လိုက်တာနဲ့ဝင်ငွေရညစဉ်ညတိုင်းကိုယ့်ရဲ့အကောင့်ထဲမှာပေးတာပါရှင်ဟုတ်ပြီဘလောက်နဲ့ဟုတ်ပြီဘလောက်ရသူ900 pp 900ပဲနဲ့ဝယ်ပြီးပြီဆိုရင် तू ကဘလောက်ထိစူးစမ်းလို့ရမှာလဲတရက်ကို1000ပဲစူးစမ်းလို့ရပါတယ်နော်နံပါတ်2ကတော့ဆေးပါဆိုရင်9000 pp 9000ပဲအခုဆိုရင် proportion တစ်ထည့်ရပေးထားပါတယ်ရှင်အခုဆိုရင်4000ဘတ်အမှတ်ကတော့9000 pp ရပါမယ်သူကတရက်ကိုဘယ်လောက်ထိစူးစမ်းလို့ရမှာလဲ2000ခွဲဘတ်စူးစမ်းလို့ရပါတယ်နံပါတ်3ကတော့ကိုဆိုလို့ရှိရင်1000 pp 1000ဘတ်900သူကဆိုရင်8500ပဲကြပါမယ်ရှင်8500ဘတ်အမှတ်ကတော့1000 pp 1000ရပါမယ်เนาะတရက်ကို9000ပဲစူးစမ်းလို့ရပါတယ်ပဲဒီနာဆိုရင်2000 pp 2000ဘတ်အခုဆိုလို့ရှိရင်ပို့ပွေးရှင်းရရှိပါတယ်18500လို့ပေးတာပါတဲ့အရန်နမကောင်းပါတယ်ပလက်တီနမ်ဆိုရင်တရက်ကိုသိန်းဘတ်စူးစမ်းလို့ရပါတယ်ရှင်ဒီပလက်တီနမ်ဆိုလို့ရှိရင်ကျမတို့တစ်ခါတည်းသွားလို့ရတယ်ဖြည်းဖြည်းချင်းနဲ့သွားလို့ရပါတယ်ရှင်ကျမတို့တွေကြိုက်နေတဲ့ရာကိုရှေးအောင်ဝင်စားလိုက်